ကဲထရေတော့ရပြီဗျာပြတစ်ခွက် ဟုတ်တယ်မိုက်ကြီးပါ ပြည့်စိတ် နဲ့တော့ထွက်စူးမှာသမီးလည်းမနေ့ကမလန်းမနေ့ကဖတ်ပြသေးတယ်သမီးစစ်တော့ ချင်းပြုံးပေါ့နောက်ကကျတော့လူလိမ်မာလေးမတော့မစားတတ်ဘူးအုံးကြီးရလွယ်ဘာမှမတော့ ဖះမကြိုက်တဲ့အလုပ်မလုပ်တာကိုကြိုက်တဲ့အလုပ်ပဲကိုလုပ်တာ အဲ့ဒါဆိုတော့ကဲ ခုန်ချခဲ့လေရှေ့ဒီဘက်ခုန်ချခဲ့လေ ဟိုလားဆိုရောက်ပြီ စိုးပေါထေတောက်ကောင်းပါလားဟုတ်ဗျာ မနေ့တော့လုံးဝစစ်တယ် အတိုင်းမမီတော့ပိုက်နဲ့ဆွဲမှမီတော့ မနေ့လောဆိုဒီနေ့မစစ်ဘူး မဟုတ်ဘူးလေငါဟိုငါသူများမှာ မနေ့စောစောတောက်ချင်တာလို့ရအောင်မနေ့စောစောတောက်ရ ကျွတ်ချင်းခါလေး အေး ချင်းခါလေးရမစစ် ဒီချင်းကတော့လွန်သွားပြီနော် အာသူများ ခုနကလည်းမီးတော့မဆိုးသေးဘူး 2ရက်3ရက်တိတ်တော့စား ဟုတ်လား ဒီချက်စီများထည့်ထားလားနည်းနည်းချိုး အားတော့ဘာမလုပ် ငါစိတ်ထဲမှာချိုး သူက မင်းနည်းနည်းမြည်ကြည့် ဟု အောင် တ်ငါတောက်ဘူး မြည်ကြည့်အောင် မငါတောက်ဘူးလေနေ့ကမှငါအစ်ကိုငါတောက်ဘူး ငါပင်ကြရေတောက်ချ ဒါ င် မ တယ် စစ်ဘူး ပင်ကြရေဆက်ဆက်ပဲမတောက်ဘူးသေးဘူး